ကိုလိုသဘောမပေါက်ဘူးနဲ့တူတယ်မြင့်မို့တောင်ဇီးဇီးနဲ့ပေါက်လို့မပြိုဘူးတော့ ရေကစားကလည်းသမုတ်တရားမဖြစ်ဘူးဗျ ရေစက်ပေါင်းများစွာပေါင်းလိုက်သမုတ်တရားစင်စင်းတော့ဖြစ်လာဖတ်လို့ကောင်းတယ်နားထောင်လို့ကောင်းတယ်ဒါပေမဲ့အဲ့ဒါပုံပြေဘာမှအသုံးမဝင်စေရနာကဝေဒနာဖြစ်သွားရင်ကောင်းတယ်မာနဆိုတာလက်ဆယ်ချောင်းရှိတယ်သူအလိုမကြဘူးဆိုရင်ပြဖြစ်သွားနိုင်